နောက်ဦးဇင်းတို့ဆက်ပြီးတော့လူတွေတည်လိုက်တဲ့အတွေ့အတွေ့ဒါနတွေ့အဲ့ဒါပါလဲဆိုတော့တာဝိဇ္ဇဒါနနဲ့အနာဝိဇ္ဇဒါနဟောတာဝိဇ္ဇဒါနဆိုတာကလောဘဒေါသမောဟအပြစ်တွေခြံရံပြီးတော့လှူတဲ့အလှူဒါနနာဝိဇ္ဇဒါနဆိုတာအဲ့လိုလောဘဒေါသမောဟအပြစ်တွေမခြံရံပဲနဲ့အလွန်တန်ရှင်းစင်ကြယ်တဲ့အလှူဒါနနော်ဒါကိုဦးဇင်းတို့ပို့ပြီးတော့ပေါ်လွင်ထင်ရှားအောင်ပြောရလို့ရှိရင်နော်ဒါနကောင်းမှုပြုရင်းနဲ့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေမှာအများကြီးအကုသိုလ်တွေဖြစ်ကြတာတွေမရှိဘူးလားရှင်တော့ငါတို့အလှူမှာနော်ဝက်ကဘလောက်ကြက်ကဘလောက်ဒီလိုတတ်ကြတာတွေချုပ်မရှိဘူးလားရှိပါတယ်နောက်အလှူပွဲမှာဇက်ပွဲတွေငှားတာအငိမ်ပွဲတွေငှားတာတွေမရှိဘူးလားရှိတယ်ဒါပါတွေခြံရမ်းနေတာအကုသိုလ်တွေခြံရမ်းနေတာနော်အကုသိုလ်တွေခြံရမ်းနေတာဘာသာကြီးကိုဗန်းပြပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတဲ့စိတ်ကိုအာသာဖြေကြတာပေါ့နော်ဒါတွေကအလွန်များတယ်နော်ဦးဇင်းတို့ဘောဒီမြိုင်ဆရာတော်ဘုရားကြီးပြောတာလေးရှိတယ်အပျော်အပြက်ပြောမိရင်ပြက်မှာပဲ